တောင်ဆောင်ပေါ်ကအိမ်ဖြက်ကြီးအပိုင်းတူပိတ်မိနေသောဝိညာဉ်များကျော်စွာရဲ့အော်ဒန်နဲ့လှေကားကနေအတင်းပြေးဆင်းတဲ့အသံအာကျော်စွာတယောက်ကြောက်လန့်တကြားနဲ့အနောက်ကိုဆုတ်လိုက်တာလှေကားအတိုင်းလိမ့်ဆင်းသွားတော့တာပဲကင်မရာလက်မြေကြီးပေါ်ပြုတ်စားပြီးမြေးသီးလေးကမှိန်တုံဖြစ်နေတယ်သူအတင်းထပြီးအိမ်ရှိတကားစီကိုပြေးသွားတယ်ဒါပေမဲ့ထူးဆန်းတာကစောကသူ့ဝင်လာတော့ကပွင့်နေတဲ့တကားကြီးကအခုတော့တန်ကျိုးအနေနဲ့ခတ်ထားတယ်လို့မျိုးလုံးဝဖွင့်လို့မရတော့ဘူးဗျဖွင့်စမ်းပါဗျာကူညီကြပါအောင်ဘသူရှိလဲတကားဖွင့်ပေးကြပါတကားကိုထုရိုက်နေတဲ့အတန်ဒေါင်ဒေါင်ဒေါင်အဲ့ဒီအချိန်မှာပဲအင်ကြီးရဲ့အမှောင်တောင်ဒီကနေရှက်နဲ့အတန်တွေထွက်လာတယ်ဓမီနဲ့ဝေ့ကြည့်လိုက်တော့နေရံမှာချိတ်ထားတဲ့မျက်လုံးမပါတဲ့ဓာတ်ပုံထဲကလူတွေဟာဓာတ်ပုံထဲကနေတဖြည်းဖြည်းအပြင်ကိုထွက်လာနေကြပြီဗျအသက်ရှူတန်တုံတုံရင်ရင်နဲ့ပုံကွယ်နေတဲ့အတန်ကြော်စွာအသက်ကိုအောင့်ထားပြီးမိဖိုးကြောင်တွေကတစ်သားပြူတို့ဟောင်းကြီးတစ်ခုထဲမှာဝင်ပုံလိုက်ရလေအပြင်မှာတော့အေးစိတ်နေတဲ့လီဒူးနဲ့အတူခြေတံတွေကသူ့အနာကိုတိုးကပ်လာတယ်ဘယ်မှာလဲငါတို့ရဲ့ဧည့်သည်လေးဘယ်မှာလဲအဲ့ဒီအတန်ကလူတန်မဟုတ်ဘူးဗျအကွဲပြီးအသက်ရှူတန်ကြီးပါနေတဲ့မိမကြီးတယောက်ရဲ့အတန်ကြော်စွာဘီဒိုအပေါင်လေးကနေချောင်းကြည့်လိုက်တော့ဝစ်စုံနဲ့ဝတ်ထားတဲ့မိမကြီးတယောက်ကလက်ထဲမှာဓားရှိတစ်ချောင်းကိုကိုက်ပြီးသူ့ကိုလိုက်ရှာနေတာသူမရဲ့မျက်နှာမှာအရေဖြားတဲ့လန်နေပြီးအဲ့ဒီမိမကြီးရဲ့ခါမှာတော့ကလေးမလေးရဲ့ဦးခေါင်းကိုစပင်ကနေကိုက်ပြီးတွဲလန်းကြီးဆွဲထားလာဗျအန်ဒီတော်စွာကြောက်လွန်းလို့ပါဇက်ကိုလက်နဲ့ပိတ်ထားမိတယ်အဲ့ဒီအချိန်မှာပဲသူ့ရဲ့အိတ်ကတ်ထဲကဖုန်းကတုံကားလာပြန်တယ်စောကတငယ်ချင်းစီကပဲကြောစွာငါအခုမှတတိရတယ်အဲ့ဒီအိမ်မှာတေသွားတဲ့သူတွေကတက်စီဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအိမ်အောက်ထက်မှာမြင့်အောင်ခန်းတစ်ခုရှိတယ်အဲ့ဒီထဲမှာလူသက်သမားကအခုထိရှိနေတော့မဲ့တဲ့ကြောစွာဖုန်းကိုကြည့်ပြီးကြောင်သွားတယ်ဒါဆိုငါရှိမှမြင်နေရတဲ့အရာတွေကဘာတွေလဲသူအောက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့ဘီရိုအောက်ကနေလက်ချောင်းဖြူလေးတွေကသူ့ခြေထောက်ကိုလှမ်းကင်လိုက်ပြီးတိုးလေးပြောလိုက်တယ်အကိုကြီးသမီးနဲ့အတူစော့မလားကလေးမလေးကဘီရိုထဲမှာသူ့နောက်ကနေရောက်နေတာဗျာ